မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ The Reader Audiobook Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဖတ်ပြမယ့်အကြောင်းအရာကတော့စာရေးဆရာမဒေါ်ဝင်းဝင်းမြင့်နန်းတော်ရှိရဲ့ထို့ကြောင့်ဆိုတဲ့ဝတ္ထုလိုစာအုပ်များလည်းမှထို့ကြောင့်အမှတ်နှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ် The Reader Channel ကနေစာရေးဆရာများရဲ့ရသစာပေဝတ္ထုလိုတွေကိုအဓိကထားဖတ်ပြပေးနေတာမို့နားထောင်ခြင်းဖြင့်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာချစ်စရာကောင်းသောကလေးတယောက်၏မျက်နှာသည်အခုမှန်တဲ့ပေါ်နေသောကျမ၏မျက်နှာလိုပင်တန်ငန်းစာနံပါတ်1ကိုစူးစမ်းသောမျက်ဝန်းများနှင့်မျက်နှာငယ်လေးနှင့်လက်ခံခဲ့သည်ထို့ကြောင့်အမှတ်နဲ့ခရမ်းရောင်ချင်းနှင်းများကြီးကအလွန်တင်းမာလာလေသည်ခြေပွားနှင့်နှင်းများကြီး၏ချားမှာအပြာရောင်ဖနက်ကလေးသာကာမထားခဲ့လျင်ခြေပွားတော်နုနုမှာသွေးကြည်ဥမီအသေးချပဲရင်တွေကလည်းတိတ်တိတ်ကုန်၏ဒီချင်းနှင်းများကိုမှလှုပ်အောင်မဆွဲနိုင်တော့ဘူးလားဆရာကပြုံးလျက်ရှေ့လန်းတစ်ဖက်ကိုလက်ကင်မှအားပြုပြီးတွန်းထားဘေးချေကအားဆိုင်ဆွဲညာချေကိုဖိနေမထားနဲ့ဖွားဖွားလေးတင်ထားဟုတ်ပြီးဆွဲလျှောက်ဆိုပြီးဆက်ပေါ်ကခလုတ်အဆက်ကလေး30ကိုနှိပ်ပေးလိုက်သည်ရှောက်ပြီးတော့စက္ကန့်လေးတွေတစ်ဖြတ်ဖြတ်ပြောင်းနေတာပင်စောင့်ရတာကြာလာပြီထင်ရှောက်လိုက်ရတာဘလို့မောမှမသိတမနဲ့ကဲတော်ပြီတော်တော်မောသွားပြီလားတဲ့ဘလို့မေးလိုက်ပါလေဘာဆိုဘာမှမလုပ်ဘူးလမ်းလေးတောင်ဖြစ်ဖြစ်မြောက်မြောက်မလျှောက်နိုင်ဘူးလေသူဤပထမခြေလမ်းမောပါပြီလားကဲလာစပိန်မော်တက်ဘယ်နေရာမှမရောက်နိုင်မိမတ်တရက်နေသည့်စပိန်လေးပေါ်ကိုတဲရပြန်သည်ဒီတခါတော့နင်းတဲ့အခါကိုမမထားပေါင်းမအားပြူခြေထောက်တွေစပိန်နင်းတယ်လို့လှုပ်ရှားတဲ့အတွက်ဒူးတွေတန်လာမယ်ပေါင်တစ်လျှောက်ခြေချောင်းတွေလှုပ်ရှားမှုရှိတဲ့အတွက်စီတွေကြမယ်ကြွက်သားတွေတမလာမယ်ဆရာကပဇာနီတွေအကျိုးကျေးဇူးတွေတတွဲစီပြောပြပြီးစိတ်ရှိလက်ရှိစောင့်ကြည့်နေသည်ကိုကသာစန်တဝါဝါနှင့်စွန်းစွန်းအားလုံနေပေမဲ့ကစားနှင့်နေသူတွေကတော့ကိုနိဆိုင်ရာတိကျင့်ခန်းတွေကိုမြန်တက်လုံနေကြသည်အချစရာသူတို့တွေလိုကိုကမတွက်သေးတခုခုလှုပ်ရှားလိုက်ရင်အစ်စ်တွေအယိုးတွေပြုတ်ထွက်လေမည်လားတုံဆိုင်နေသည်စပိန်စီပီနောက်ဆရာကအလေးတွေတပေါင်းတစ်ခေါင်းကြီးဆုတက်ထားသည့်ကိုလုံးမော်မှန်ရှိကလို့ပေါ်သွားသည်ဖျားအလေးများမှခိုင်အောင်မလားစိုးရင်သွား၏ဆရာကအသေးဆုံးအလေးတုံးနှစ်တုံးကိုအသာလေးကောက်ကင်ပြီးလေ့ကျင့်ခန်းစတင်လေပြီဒါကတော့ရှမအတွက်နောက်ကျောမတက်အောင်လို့လက်မောင်းနဲ့လက်ဖြန့်ကြွက်သားတွေတင်းနေရင်တတ်မအောင်လို့မမတ်ကိုလှည့်လိုက်ဒီအလေးလေးကိုတစ်ဖက်တစ်ချက်ကိုင်လက်ကိုဒီလိုမြောက်အသက်ဝရှူဟုတ်ပြီးမှတင်းပြန်ချလွယ်ပါလေကဲစအပေါ်ဆုံးလေးကိုစကန်ရတာဆိုတော့တိတ်မခက်နိုင်နေလည်းရှိပြီးလေ့ကျင့်ခန်းလေးကလွယ်တော့မှန်ရှိမှအဆင်ပြေနေသည်ဖြည်းဖြည်းချင်းပေါ်ဆရာမရဲ့နောက်တော့ဟော်ရီလေးပုံကြီးကိုဆရာမတစ်ယောက်ထဲတောင်မနိုင်သွားအောင်မယ်ဘာပဲဖြစ်ဖြစ်ဖြည်းဖြည်းချင်းတူသွားရင်ဝင်မပြပါဘူးတဲ့ဝင်မပြပါဘူးဆိုသောစကားကိုကျမလည်းပြောပြခဲ့သည်ကလေးတယောက်၏အဖိုးကိုဖြစ်ပါသည်ထိုနေ့ကချစ်စရာကောင်းသောကလေးတယောက်၏မျက်နှာသည်အခုမှန်ထဲမှပေါ်နေသောကျမ၏မျက်နှာလိုပင်တင်ငန်းစာနံပါတ်1ကိုစူးစမ်းသောမျက်ဝန်းများနှင့်မျက်နှာငယ်ကလေးနှင့်လက်ခံခဲ့သည်ကျမထိုကလေးကိုဆွဲလန်းစွာသတိရနေမိသည်သူလည်းကျမအတွက်ထို့ကြောင့်လည်းမှအဆက်ကလေးတစ်စက်ကလေးလေးကအသားညွညွသေးသေးညက်ညက်မျက်လုံးပြူပြူကလေးထူးခြားလာသည်ကကလေး၏မျက်ဝန်းဖြစ်ပါသည်အဲ့ဒီသူတော်ကောင်းကလေးကခုလိုဆ iam မနှင့်မိဘများရှိအဖိုးရှိများမှဆိုတနာစရာမျက်လုံးကလေးပေကလတ်နှင့်ပွဲရမှာတော့အလွန်ကိုရှာဖွေဆော့ရသူတငယ်ချင်းတွေကြားမှာဆရာတစုမိသားစု၏မောင်နှမ၈ယောက်မှာသားအကြီးဆုံးရောက်နေသောအတန်းက၈တန်းဆ iam မကြီးမြေကလေးက
အစမ်းဆောင်ပွဲမှာဘာသာသုံးကြတယ်ခုချိန်မှာမိဘတချို့ခင်မီစားပြုလာခဲ့ပြီလွန်ခဲ့သော3-4နှစ်လောက်ကဆိုကလေးတွေတက္ကသိုလ်ဝန်ထမ်းကိုရောက်မှမိဘများလှုပ်လှုပ်ရှားရှားဖြစ်လာကြသည်ဒါပေမဲ့တချို့ကလေးများအတွက်အလားကောင်းမဲ့အခါနှောင်းနေလေပြီနောက်တစ်နှစ်မှပင်ထောနဲ့စမေဝဲအောင်ကြရ၏ခုတော့ဒီလိုမဟုတ်အမှတ်ကောင်းလိုင်းကောင်းအတန်တွေကျဲလာခဲ့ပြီထို့အခါတနစ်စာပူပန်ယုံဖြင့်မလုံလောက်တော့မှလဲတိလာကြတော့၏လေတန်းစင်မှအထက်တန်းစင်သို့ကူးပြောင်းသောနဝမာရန်စင်ကိုလည်းဂယူးဆိုင်ပေါ်ရလာ၏ထို့သို့စဉ်းစားရခြင်းအတွက်မိဘများကိုကျမအားနာပါသည်ဒါပေမဲ့ကလေးတယောက်သည်ထို့ကြောင့်အဆက်ကလေး30ထဲမှာတစ်ဆက်စာမျှသာဖြစ်သည်ကလေးရင်းမြစ်မှာမိဘဖြစ်သောကြောင့်မိဘကကလေးကိုပုံမှန်အတိုင်းပညာသင်ရိပ်ထုတ်ပေးနေခြင်းထက်ပညာရေးကိုဂရုတစိုက်ရှိလာခဲ့ခြင်းမှာမင်္ဂလာတစ်ပါးဖြစ်နေသည်တကယ်တော့ကလေးလေးကကျမစာသင်ပေးခဲ့ရသောတပည့်စစ်တယောက်တော့မဟုတ်ခဲ့ပေသူ့ဖေကရှေ့ကုမ္ပဏီတစ်ခုမှလုပ်သည်ကျမကကလေးဖေဤစည်းဝယ်သူထာဝရဖောက်တဲ့တယောက်ဖြစ်ခင်မင်ခဲ့ကြခြင်းဖြစ်သည်အသက်ရှိနေသမျှတောက်နေရမည့်ဆေးတစ်မျိုးအတွက်ကလေးအဖေအလုပ်လုပ်သောဆေးကုမ္ပဏီနှင့်ဆက်သွယ်ထားရသည်လစဉ်ဆေးလာပို့ရင်မိသားစုအကြောင်းစကားဆက်ကြရင်ကလေးလေး9တန်းဖြစ်ပြီးသောနှစ်ကကျမ၏ຫນွေသင်တန်းကလေးမှာကလေးကိုမြစ်တာဖြင့်ခေါ်တင်ပေးခဲ့ခြင်းမှအစာပြုခဲ့လေသည်ရှောက်လွှာဖြစ်သောနေ့မှာပေါ့ရှောက်လွှာထဲမှာပါသည့်တက်ရောက်မည့်အတန်းဖြစ်သောအခါထမတန်းနဲ့လေကျမသူ့ကိုထိတ်လန့်စွာမော့ကြည့်၏ဒီကလေးအစနောက်တန်းလာကြည့်လားလို့ထင်မိပေမဲ့သူကတော့နဝေတိန်တောင်မျက်နှာကလေးဖြင့်ကျမကိုပြန်ကြည့်သည်ဒါစလုံးမောက်မှန်လားကျမသူ့ကိုမယုံမလွန်လေးတန်းဖြစ်မေးပါသည်ကြောင်တောင်ပြန်ကြည့်အောင်မှလွဲ၍ဘာမှမပြောဒါတက်မဲ့အတန်းကိုစလုံးမပေါင်းတတ်ဘူးလားဟုမေးတော့တက်မှမတက်ရသေးတာတဲ့ကဲသူကစတာမဟုတ်ရိုးသားစွာဖြည့်ခြင်းဖြစ်သည်သူ့ရိုးသားမှုကဝမ်းနည်းစရာကောင်းနေပြန်မှာတော့သည်တီးတဲ့နည်းနည်းလေးပိုတင်ကြည့်သောအခါစလုံးပေါင်းအမှားယွင်းတွေအများကြီးနှင့်သူ့ဒုက္ခကိုဒီအတိုင်းထားလို့မရနိုင်တော့မိဘနှင့်တွေ့၍ဆွေးနွေးသောအခါအဖေကိုစားအဖိုးကလာရရှာသည်ဖေကတလမှာခီး9ခါထွက်ရတဲ့တစ်ခါထွက်ရင်4ရက်ကြာတဲ့ကဲကျမ၏ဆေးအယောင်သမားလေးကိုကျမတတ်နိုင်သည့်ဘက်မှကူ၍ဆေးကားကြီးတိုက်ရပေတော့မည်ဝင်ပြီးသောကိစ္စနှင့်ပတ်သက်၍ပါအငယ်တန်းတွေတုန်းကမကြက်ခဲ့သည့်စာမကြေခဲ့သည့်စာသည်အတန်းကြီးလာသောအခါဘေးထွက်ဆိုးကျိုးများစွာနှင့်ဒုက္ခပေးတော့မည်ကလေးအတွက်ဝန်တော့ဝင်မိုးကြီးဖြစ်ပေတော့မည်ຫນွေထဲမှာတတ်နိုင်သမျှနောက်ကျောင်းပြန်တင်ကြောင်းအကြံပေးရပါသည်ဟုတ်ကဲ့ဟုဆိုပြီးအဖေရောတာရောပျောက်သွားလိုက်ကြတာအဖိုးလှုပ်တဲ့သူရောက်လာမှကလေးဤကျမကြီးချို့တက်လာသောပညာရေးကိုသိရတော့သည်ကျမရဲ့အဖေကလည်းခီးထွက်အမေကလည်းကြက်တဲ့ကလေးအငယ်တွေကိစ္စနဲ့သူ့ကိုလက်မကြည့်နိုင်ဘူးကျွန်တော်ကလည်းကို့အလုံးနဲ့ကိုဆိုတော့သူ့ကိုဘာသာသုံးတင်တဲ့ကျူရှင်လေးတစ်ခုပို့လိုက်ပါတယ်အခုသူဘာသာသုံးကြတယ်ဆိုတာအဲ့ဒီကျူရှင်ကပြောလို့သိတာဒီတော့သူ့ကိုအချိန်မိုခေါ်ပြီးတင်ပေးမယ်လို့ပြောပါတယ်ဘိုးကတရားဟောဆရာတူဖြစ်သည်ဘာသာရေးကိစ္စတွေလုပ်နေသည့်ကြားကအပြေးလွှာရောက်လာခဲ့ခြင်းပဲကလေးကမနဲ့အစောကျူရှင်သွားရတယ်နောက်ပြီးကျောင်းဆက်သွားရတယ်ပြီးတော့ကျူရှင်ပြန်သွားရတယ်နောက်ထပ်စာချက်ဖို့အတွက်ကျူရှင်မှာဆက်နေရအောင်မယ်ဆိုရင်အရှိအတွက်ဖြစ်နိုင်ပါမလားတဲ့အဖိုးဤစိတ်ပူပန်မှုကိုနားလည်ပေးနိုင်ပေမဲ့ဒီတိုင်းတင်ရင်ကလေးအောင်မြင်မှုရနိုင်မရနိုင်ကိုတော့ကျမမပြောနိုင်ပါကလေးထံဖိုးထားသည့်ဝန်တော့ဝင်ပိုးကြီးများသည်ကျမ၏မျက်စိရှိတွင်အပုံလန်းရှိသောအလေးပြားများအတိုင်းပဲကဲတနေရာပြောင်းကြအောင်စို့ဆရာကနောက်တစ်ချက်ငန်းသက်တစ်ခုစီသို့ခေါ်သွားပြန်ပြီမောနေပြီလားလေမောတဲ့နဲ့ထွက်မောရမှာပေါ့ဆရာရဲ့ဟုကျမကခန်းစားချက်နဲ့နှောက်ပြီးဖြေမိသည်အလေးကိုထမ်းပြီးထိုင်ထားလို့ရန်ဆရာကကျမကိုညွှန်ကြားနေသည်ဒါပေမဲ့မနေ့ကအောက်ထိထိုင်တယ်နော်ရှာမမရသေးဘူးလုံနေရင်အသက်ရှူရတယ်လို့ဖြစ်သွားတယ်ဒါပေမဲ့
ဆက်တော့လုံအောင်မှဖြစ်မှာမို့တဆင့်ပြန်ဆုံးမယ်ပြန်ကျင့်မယ်ဒီနေ့တဝက်ဖက်ထိုင်အောင်မယ်ဖြည်းဖြည်းချင်းတော့ရမှာပေါ့ဖြစ်မလားတဲ့ဆရာကတနာကြီးနဲ့ကြည့်ပြီးအဆင့်တစ်ဆင့်လျှော့ပေးသည်တကယ်တော့ကျမဆောင်မွေးဝဲကြခြင်းပဲကျမရေးကြောင့်ပြင်းပြင်းထန်ထန်မလုပ်သင့်ဘူးဆိုတော့အကြောင်းပြချက်ကောင်းရှိနေတော့ညာလေကျမတစ်ဆင့်နိုင်သောသင်ခန်းစာဖြင့်ပြန်ကစားရခြင်းသာဖြစ်ပါသည်ဒါပေမဲ့ကျမလက်ခံသင့်သည်ဝင်နှစ်အားညရန်အတွက်နောက်တလန်းစုပ်ကလေးကိုဒီတန်းထဲမှာပဲနောက်2နှစ်နေခိုင်းပြီးဖိဖိစီးစီးလေးလှုပ်ပေးရင်ဘလို့နေမလဲအဖိုးဖိုးကတူဝေစာဖြင့်ငြိမ်သက်နေသည်ကျမအတွက်လေ့ကျင့်ခန်းတစ်ဆင့်လျှော့လို့ရတာနှင့်ကလေးတစ်နှစ်စာအတန်းကြတာဆောင်ရွက်မှုသဘောတရားချင်းအတူတူပင်ဖြစ်တော်လဲကာယကံရှင်တွေအတွက်ကတော့ခံစားချက်ချင်းကွာခြားနိုင်ပါသည်ဒါပေမဲ့ကလေးလေးအခြေအနေကနောက်တလန်းစုပ်ကိုစုပ်တင်တာမှုကျမစိတ်မကောင်းစွာပင်စွပြောမိသည်အဖိုးလှုပ်တဲ့သူငြိမ်သက်သွား၏ဒီကိစ္စကိုသူ့အဖေနဲ့တိုင်ပင်ရအောင်မယ်နဲ့တူတယ်ခုချိန်ထိတည်ထားလာကတော့ကလေးကိုစာချက်ဖြစ်အောင်ဝိုင်းတွန်းပေးကြဖို့အစီအစဉ်ပဲရှိတာဟုဆိုပါသည်ရှစ်တန်းစာတောင်မနိုင်မနှင်းဖြစ်နေသောကလေးကိုကိုယ်လည်းမရောက်ရောက်အောင်တွန်းတင်နေရင်သူ့ဦးခေါင်းပေါ်သို့ပိလာမိဝင်ကမတွေးဝင်စရာရှောင်းမပြောတာတဘာဝကြပါလေလှုပ်လဲလှုပ်သက်ပါလေဒါပေမဲ့တစ်နှစ်ဆိုလဲတစ်နှစ်အသက်ကြီးလာမယ်ပြီးတော့သူကအကြီးဆုံးသားပါသူ့အောင်မှာဘူးစုခရု9ယောက်ရှိသေးတယ်ဆိုတော့ဒီကောင်ကလည်းတွန်းနိုင်ရမယ့်ပုံမရှိပါဘူးလေဖိုးကြီးရင်ထဲမှာဘလောက်ထိအောင်ဘလောင်ဆူနေမလဲကျမစာနာနိုင်ပါသည်ကဲပါလေတခုခုတော့အဆင်ပြေသွားမှာပါအချိန်ကျလာတော့ဝိုင်းပြီးစဉ်းစားကြတာပေါ့အဖိုးရဲ့ဟုတောင်မတင်ရင်မကြနှစ်သိမ့်ထားရပါသည်တကယ်တော့ကလေးတယောက်၏အချိန်ကြိုးစားမှုအချိန်တွေများကိုအချိန်မဆွဲစကောင်းပေဒီလိုနဲ့ကလေးဖခင်ပြန်ရောက်လာခဲ့သောအချိန်တွင်ကလေးအတွက်ဆွေးနွေးရပြီဟုထင်မှတ်ထားခဲ့မိပဲမယ်ကျမထင်တယ်လို့ဖြစ်မလာခဲ့မောလိုက်တာဆရာမရဲ့ဒီတစ်ခေါက်တော့ရှိပါကြီးကြောက်ွက်ဖွယ်ရတာအသေးကြီးပါပဲဟုဆိုပြီးကလေးအတွက်မပါသေးပဲလက်ငင်းကြုံခဲ့ရသည့်ဈေးကွက်ဝင်ဈေးဝါများအကြောင်းမနာရန်ပြောတော့သည်တကယ်တော့အစမ်းသဘောတင်လိုက်တဲ့ဈေးတွေကတကယ်ကောင်းတော့အဝယ်လိုက်လာရောအမှားတွေအများကြီးရတယ်အမှားတွေလည်းလိုက်ပါရောပိတ်ချပစ်လိုက်တာဗျာတလားလောက်ကျော်မှပြန်ဖွင့်တော်မူတယ်ဖွင့်လဲဖွင့်ရောဈေးကတန်းလိုက်တော့တာပဲဒီကောင်တွေအစုပ်တက်အရန်ကိုလှုပ်တတ်တယ်ကန်းကိုကုံရောတဲ့ဆေးဆူရာဆရာမရဲ့ယောဂနဲ့တိတ်ပြီးဆိုရင်တကယ့်ကိုဈေးကွက်ဝင်တော့တာဒါကလူကြမ်းမရေးလေးမဟုတ်ဘူးလားကျွန်တော်တို့အယောင်သမားတွေဟာတကယ်ပဲကံကောင်းပါတယ်ကုသိုလ်လဲရဝမ်းလဲဝဆိုသလိုပေါ့နောက်ပြီးဈေးကွက်သဘောကိုနားလဲအောင်တစ်ချက်ကလေးစူးစမ်းလိုက်တာနဲ့စုတ်တက်သွားတာပဲလေဒီတစ်ခေါက်ကျွန်တော်တို့ကုမ္ပဏီရဲ့ဆွမ်းဆောင်မှုကစံချိန်အားလုံးကိုချိုးသွားတာပဲဆေးရောင်သမားလေးဤမျက်နှာကဝင်းပကြည့်လင်းနေသည်သူ့စူးစမ်းမှုကိုသူကျေနပ်နေရန်ရှိသည်ကျမကသူ့ဤသားလေးကိုလည်းသူ့လိုယုံကြည်မှုတွေရှိနေစေချင်ပါသည်ကျမကကလေးကိုစမိန်ဝဲတမင်ကြစီရမည်ဟုမဆိုလိုမအောင်စွန်မတွန်းမှုသာတောင်းဆိုသည်ဆေးရောင်သမားလေး၏မျက်နှာသည်တဖြည်းဖြည်းနှင့်ညှင်နွမ်းလာသည်ပြုံးပြော်များချက်ချင်းလွင့်စင်သွားသည်ပြူရောမိမိုးတိမ်မဲလိုတုံမုံကြီးနှင့်ကျမကိုတခွန်းနေသောစကားဆို၍လှည့်မကြည့်ပဲထွက်သွားပါလေရောသူ့စကားကိုကျမဘယ်တော့မှမေ့မိချင်းကလေးကဆေးမဟုတ်ဘူးတဲ့ဝင်းမြင့်နန်းတော်ရှိ2008ခုနှစ်မတ်လဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကျွန်တော်ဖတ်ပြပေးတာကိုနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ထို့အကြောင်းတွေကိုနားဆင်နိုင်မှုအတွက် The Reader Channel လေးကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေ